ဒီ vlog မှာတော့လည်းပဲတိုင်းဟိုပြောရမလဲဟိုသွားတီသွားမဟုတ်ပဲနဲ့အိမ်မှာနေရင်မနက်မိုးလင်းနဲ့ morning routine လေးကိုတစ်ချက်ပြမှာပေါ့7နာရီထိုးခဲ့နေလောက်နေမှာနိုးလာပြီးတော့အဲ့ဒါနဲ့အိယာနဲ့ထားလာတယ်ပြီးတော့ like ကလေးဟိုဆွဲတီဆွဲပေါ့ဘာညာ smart လာလောက်ဆရာမရှိဟိုလောက်ဒီလောက်ပြီးတော့အပြင်လေးထွက်ပြတယ်ဘာညာ view လေးပါလေးပေါ့မနက်ခင်းရဲ့နေရောင်ကြီးလေးเนาะအလုပ်ပိတ်တဲ့အချိန်ပဲမြင်ရအလုပ်ဖွင့်တဲ့ချိန်ဆိုဒီနေရောင်ကြီးကအစောကြီးပိုင်းမမြင်ရဘူးကွာနှင်းခင်းဘက်ပဲမြင်ရတာအစောကြီးမြင်ရဆိုတော့ okayနိုင်ရ17ထိုးတော့မယ် almost 17ဖြစ်တော့မယ်10နိုင်ခွဲကျော်နေဒါပေမဲ့လည်းမနေ့ကပဲစားကြင်တော့ကွာသမင်းနေခြေခောက်ဆွဲနေစပ်ပြုတ်နေစားကြသမင်းမစားကြင်ဘူးကွာမနေ့ကစားကြင်တယ်မနေ့ကပဲစားကြင်တယ်ဘာစားမှလဲပေါင်မုတ်လို့ကိတ်မုတ်လို့ you know like everything for breakfast မနေ့ကတော့ပါမလို့ရတယ်ကွာအားပဲစားကြတယ်နော်စားနေပြီး coffee တောက်လည်းဖေးတောက်မယ် yes sir I want this one. No. Left. This one. No, this. Yeah. The middle one. Yeah, one. Okay. Sao anh trả qua đi vậy? Mình đã bán rồi mà sao rồi hả? Nó trả shit. Trả đi vậy.
တိုင်ပွဲ I don't care man you lose or win I don't give a damn ဒါပဲလေရှုခင်းကိုကြည့်စားဖို့နေမှာဟောလိုက်ကကြီးပိတ်ထားပါဟုတ်တယ်ဒီမှာဝယ်လာရပါလေဆိုတော့မတွေ့ရတဲ့အကြာကွေးရယ်အောက်ကွေးကြည်လားမသိဘူးအဲ့ဒါရယ်နောက်တခြားတော့အထက်မှာပဲထည့်တာမဟုတ်ကွာငါမဟုတ်လည်းမသိမြန်မာမဟုတ်လိုမျိုးဟာရယ်အဲ့ဝယ်တယ်အစားရယ်အပြရယ်ဘာညာပေါ့ ဒီက view ဆောင်းမှတယ်မှာဒီကနေပြီးဖြည်းဖြည်းချင်းဆွဲရမှာမြင်ရဟိုဟုတ်လားအဲ့ဒါအခုဒီနေရာကိုပြန်ပြီးတော့ချုပ်လိုက်မယ်ရွှေဆောင်းစွန်းရကောင်းတော့လေကျောင်းအောင်ဆန်းဆောင်မဟုတ်ဘူးဆန်းဆောင်လို့ရှိရင်ဒီအိမ်ခန်းထဲမှာရှိတဲ့လူတွေဘယ်နှယောက်ရှိလဲကြည့်လို့ရတယ်ဘောလုံးဝင်းဒါပါပဲဒီနေ့ vlog อ่ะဒီလိုပဲတိတ်ထွေထူးတော့မရှိဘူး okay အဲ့ဒီမှာပဲဆုံးသက်လိုက်တော့ bye bye